အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုပြိုးပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နှုတ်မဆက်ပဲဝေးခဲ့ရတော့ຫນွေညများဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်ညနေခင်းနေဝင်ချိန်ရာဦးကျောင်းကအခေါင်းလုံးတန်တက်တက်လေးကြားနေရတဲ့အချိန်ပေါ့ဒီဟာတရားနေပူထဲမှာတနေကုန်လှုပ်ထားလို့ပင်ပန်းနေပေမဲ့သူ့ခြေလမ်းနေရတော့နွယ်နီတို့ခြံဝင်ကြီးစီကိုပဲဥတည်နေပါတယ်သူကအဲ့ဒီခြံမှာတစ်ပင်ရေလောင်းပေါင်းတင်တဲ့အလုပ်ကိုလုပ်ရတာပါနွယ်နီကတော့စံရင်ကြီးရဲ့အပေါ်ထက်ဗရန်ဒါကနေလက်ဖက်ရည်ခွက်လေးကိုကန်ရင်တီဟာကိုငေးကြည့်နေတတ်တယ်တီဟာရဲ့ကိုလုံးတောက်ရှိုးသားတဲ့မျက်နှာနဲ့အလုပ်ပေါ်စိတ်ပါလက်ပါရှိပုံတွေကိုနွယ်နီသဘောကျမိနေကြပါပြီတထေးသမီးဆိုတဲ့ဂုံပုတ်တွေပညာတတ်ဆိုတဲ့မာနတွေထက်တီဟာရဲ့ယူသားမှုကသူ့ကိုပိုပြီးဆွဲဆောင်နေခဲ့တယ်တခါတလေတီဟာအလုံနာရလို့ရေကန်နားမှာအမောဖြစ်နေနွယ်နီကအင်မောကဆင်းလာတတ်ပါရဲ့တီဟာရော့ဒါမုတ်စားဖို့အမေကပူလို့ပေးခိုင်းတာလို့နွယ်နီကဆင်းကြီးပေးပြီးကံပေးတတ်တယ်တီဟာကတော့ခေါင်းကိုအတန်လုံးလက်ကိုအပွင့်နဲ့တုပ်ပြီးမှတွန်တွန်ရင်နဲ့လှမ်းယူရင်ကျေးဇူးတင်ပါတယ်နွယ်နီလို့တူတူလေးပြောရှာတယ်နွယ်နီရဲ့ပူစင်တဲ့လက်ချောင်းလေးနဲ့သူ့ရဲ့ကြမ်းတမ်းတဲ့လက်တွေထိမိသွားတယ်တီဟာရင်ထဲမှာမိကြောက်တစ်ခုပောက်ကွဲသလိုခံစားရပေမဲ့သူဟာတူဆင်းရဲ့တယောက်ဆိုတော့တတိယပြီးချက်ချင်းပဲလက်ကိုပြန်ရုပ်သိမ်းလိုက်ရသမြဲပါရက်တွေကြတော့နွယ်နီရဲ့အကြည့်ကပိုပြီးအတိတ်ပဲပါလာပါတယ်သူမဟာတီဟာစီကနွယ်နီကိုချစ်တယ်ဆိုတဲ့စကားလေးတစ်ခုနားထောင်ခြင်းလို့ဒီမျိုးစုံနဲ့လမ်းခင်းပေးခဲ့ပါတယ်တီဟာနင်ကတော့ဒီဇိုင်းအလုပ်ရှင်တယောက်လိုပဲသဘောထားရလားလို့တခါကနွယ်နီတဲ့မေးခဲ့ပူပါတယ်တီဟာရင်ထဲမှာတော့ငါမင်းကိုသိချစ်တာကိုနွယ်နီရဲ့မင်းတို့ဆိုရင်ငါတက်တောင်ပေးရပါတယ်လို့အော်ဟိပြောချင်နေပေမဲ့အပြင်မှာတော့ဆင်းရဲသားပါနွယ်နီကိုအလုပ်ရှင်တယောက်လိုပဲလေးစားပါတယ်လို့ညာပြောလိုက်ရတီဟာရဲ့အဲဒီစကားဟာနွယ်နီနှလုံးသားကိုဓာတ်နဲ့မှုန်းနေသလိုအနာကျင်စေရပါတယ်နွယ်နီစိတ်ထဲကနေနင်ဟာတကယ်ကိုလူအပဲတီဟာငါအချစ်ကိုဒီလောက်ပြနေတော့နင်ကပကာသနာကိုပဲကြည့်နေတော့လားလို့တွေးပြီးမျက်ရည်ဝဲခဲ့ရတယ်မကြခင်မှာပဲနွယ်နီဘေကမြို့ပေါ်ကစီဝါဘက်တတိသားအောင်ခန့်နဲ့နွယ်နီကိုပေးစားဖို့စီစဉ်ပါတော့တယ်အောင်ခန့်ကရုပ်ရည်ရှိတယ်ချမ်းသာတယ်ကာကောင်းကောင်းစီးနိုင်တယ်နွယ်နီကတော့အောင်ခန့်ကိုတစ်စက်ကလေးမှမချစ်ဘူးဒီမှာစောင်းနေရတီဟာစီကရီဝါနဲ့ငါနဲ့လိုက်ခဲ့ပါသူရဲ့စကားလေးတစ်ခုပဲမင်္ဂလာပွဲမတိုင်ခင်တရက်မှာနွယ်နီကတီဟာအလုပ်လုပ်နေတဲ့နေရာကိုသွားပြီးနောက်ဆုံးပြင်ပေးခဲ့တီဟာငါမလည်းမင်္ဂလာဆောင်ရအောင်မယ်ငါ့ကိုတားကျင်စိတ်မရှိဘူးလားတီဟာရဲ့လက်ထဲကရေကုန်ပြုတ်ကျသွားတယ်တီဟာနွယ်နီကိုကြည့်လိုက်တော့နွယ်နီမျက်ဝန်းမှာမျက်ရည်ပြည့်နေအောင်တွေ့ရတယ်ဒါပေမဲ့သူတို့အင်္ဂါတဲစုပ်လေးနဲ့နွယ်နီတို့ရဲ့ဆိုင်ကြီးကိုရှင်းကြည့်လိုက်တဲ့အခါတီဟာအားငယ်သွားတယ်ကိုင်းပါရဲ့နွယ်နီအောင်ခန့်ကလူကောင်းတစ်ယောက်ပါနွယ်နီကိုပြောအောင်ထားနိုင်ပါလားဒီစကားဟာနွယ်နီတို့တော့နောက်ဆုံးမျှော်လင့်ချက်မိတောက်လေးကိုအိမ်တက်လိုက်သလိုပါပဲနွယ်နီဟာနာကျင်လုံးလို့အရွက်တိုက်ပြီးအေးဟုတ်တယ်နောက်အောင်ခန့်နဲ့ယူပြီးအရန်ပြောအောင်နေပြမယ်မြေဝိုးကနေကြည့်နေလိုက်လို့အော်တော်ပြီးခပ်ပြီးတော့ပါမင်္ဂလာပွဲနေ့မှာရွာတွေရွာလုံးစီကားနေပေမဲ့တီဟာရဲ့အိမ်လေးကတော့တင်းချိုင်းကုန်းလိုတိတ်ဆိတ်နေပါတယ်မင်္ဂလာမနက်ကလာတဲ့တချင်းတန်တွေကတီဟာရဲ့ရင်ဘတ်ကိုအနဲ့ပုံနေသလိုပါနွယ်နီဟာအောင်ခန့်နဲ့တူကားပေါ်တက်ပြီးမြို့ကိုလိုက်တော့ရမယ့်အချိန်မှာရွာလမ်းလေးဘေးကတီဟာရဲ့အိမ်ဆိုလေးကိုလှမ်းကြည့်မိတယ်တီဟာအပြင်မှာမရှိဘူးဒါပေမဲ့ဂရင်းမောက်ကနေသူ့ကိုကြည့်နေတဲ့တီဟာရဲ့ဝမ်းနဲ့မျက်လုံးတွေကိုနွယ်နီမြင်လိုက်ရတယ်နွယ်နီဟာစိတ်နာနဲ့မျက်နှာကိုတစ်ပတ်ကိုလှည့်လိုက်ပြီးမြို့ကိုထွက်ခွာသွားပါတော့တယ်နွယ်နီတက်သွားပြီးနောက်နေမှာပဲတီဟာသူ့ရဲ့ခြံခွက်လေးနဲ့အိမ်လေးကိုယာကလူတစ်ယောက်စီအပြီးပိုင်ရောင်းလိုက်တယ်ရလာတဲ့ငွေလေးကိုအိတ်ထဲထည့်အသက်ကြီးဖြစ်တဲ့အမေအိုကြီးကိုဂုံပို့ရင်ရွာကနေထွက်ခွာတော့ပြင်ပါတယ်ဒါငါတို့ပဲသွားကြမှာလဲလို့အမေကမေးတော့ဒီရွာမှာကျွန်တော်တို့ဘာမှမကြံတော့ဘူးအမေနွယ်နီမရှိတဲ့ဒီလေတို့ကိုစုရတာကျွန်တော်အသက်ယူချက်လို့ပါတီဟာအမေကိုထင်းဟင်းပြောလိုက်တယ်တီဟာရွာတိတ်ကနေနွယ်နီတို့ရဲ့ဆိုင်ကြီးကိုနောက်ဆုံးတစ်ခေါက်ရေးကြည့်ရှေ့လမ်းကျကြီးနဲ့တောက်ခွာသွားပါတော့တယ်လမ်းမပေါ်မှာကျန်ရစ်ခဲ့တာကတီဟာရဲ့ခြေရာတွေနဲ့တေတကူချစ်မိရဲ့အခြေဝရဲ့အလွမ်းဆွေပဲဖြစ်ပါတယ်ဒီလိုဇာတ်လမ်းလေးနားထောင်နေနေဆိုရင်ကျွန်တော် channel လေးကို like and subscribe လုပ်ဝေးခဲ့ကြပါဦးနော်